ဒီပွဲမှာလူအများစုမျက်စိလွဲနေတဲ့အချက်တစ်ခုရှိတယ် Ivory Coast Ecuador ညက14ရက်6လပိုင်း2026မှာကိုဖြိုးရွေးချယ်ပေးခဲ့တဲ့ကာတာဂိုးအောက်လေးကတော့အပြည့်ရခဲ့တာဖြစ်လို့ဒီနေ့ညမှာလည်းညီကိုတွေအတွက်ကိုဖြိုးစိတ်ကြိုက်တပွဲကောင်းလေးရွေးချယ်ပေးသွားပါဦးမယ်ဗျ Ivory Coast ကကမ္ဘာအဆင့်33နေရာမှာရှိနေပြီးတိုက်စစ်ခံစစ်လိုက်ရောညီထွေးမှုရှိအောင်ကစားနိုင်တဲ့အသင်းတစ်သင်းမှာဒီအပြင်မှာ Ivory Coast ရဲ့တိုက်စစ်ကပွဲတိုင်းဂိုးရယူနိုင်စွမ်းရှိတာမို့တစ်ဖက်က Ecuador ရဲ့ခံစစ်ကိုလည်းဖျက်ချော်ပြီးဂိုးရယူနိုင်ဖို့90%ထိရှိပါတယ်တစ်ဖက်က Ecuador ကတော့ကမ္ဘာအဆင့်23မှာရပ်တည်နေတာဖြစ်ပြီး Ecuador ရဲ့တိုက်စစ်ကလည်းပွဲတိုင်းဂိုးရနေတာဖြစ်လို့သူ့ထက်နှိမ့်တဲ့ Ivory Coast ကိုနိုင်ယူဖို့အတွက်ဂိုးရအောင်ယူမှာပါဒီနှစ်သင်းကြားဖွင့်လှစ်မှုကိုကြည့်ရင်လည်းရပ်တည်မှုအဆင့်မြင့်မားတဲ့ Ecuador ကဘော်ဒီစေးတရေဆက်၅ပြားရှုံးဖွင့်လှစ်ထားပြီးဂိုးပေါင်းစေးက2.35ပြားစားဖွင့်လှစ်ထားတာပါဖွင့်လှစ်မှုကိုကြည့်ရင်ဂိုးအောက်ကိုမျက်စိစုံမဲ့ရိုက်ချင်စရာဖြစ်နေပေမဲ့ဂိုးပေးဂိုးယူကစားတတ်တဲ့နှစ်သင်းကိုဒီဈေးဖွင့်လှစ်တာဟာဘုတ်ကီအနေနဲ့ထိုးသားတွေကိုထင်ရောက်ထင်မှားဖြစ်စေအောင်ဖွင့်လှစ်ထားတယ်လို့ယူဆတာကြောင့်အနည်းဆုံး35ပြားကနေအပြည့်ထိစားရမယ့် Ecuador ဂိုးပေါ်ကိုသာယုံရလို့ပုံချချင်ပါတယ်ဗျညီကိုတွေအားလုံးလည်းအရွေးကောင်းလို့တထေးလောင်းများဖြစ်ကြပါစေခင်ဗျာအကြိုက်တူတယ်ဆိုရင်တော်အကောင့်လေးကို like and follow လုပ်ပြီး free ဝေမျှပေးနေတဲ့ Telegram channel လေးကို bio က link ကနေဝင်ရောက် join ထားနိုင်ပါတယ်ခင်ဗျာ